pro player တယောက်အနေနဲ့ကစားလို့ရမယ် event တစ်ကျွန်တော်တို့လို game ဆော့တဲ့လူငယ်တိုင်းမှာ pro player ဖြစ်ရှင်နေဆိုတဲ့အိမ်မက်ကအနည်းနဲ့အများတော့မဖူးကြမှာပါပဲဟုတ်ပြီအခုဆိုရင် game ထဲမှာကျွန်တော်တို့ဖြစ်ရှင်သလို pro player တယောက်အနေနဲ့ခံစားလို့ရမယ် national star ဆိုတဲ့ event လေးရောက်နေပါတယ်ဆိုတော့ကျွန်တော်နဲ့အတူတူ pro player တယောက်လုပ်ကြည့်လိုက်အောင်ဒီ event ရဲ့အစမှာတော့ brother ကအလားအလာရှိတဲ့မျက်နှာသစ် player rising potential တယောက်အနေနဲ့စကစားရမှာပါ brother ရဲ့တန်ကြီးကလည်းဒေါ်လာ100လောက်ပဲရှိမယ်ဒါက player တိုင်းကဒီလိုပုံစံမျိုးနဲ့ပဲစခဲ့ရတာပါပဲဒီကနေမှကျွန်တော်တို့တစ်ဆင့်ပြီးတစ်ဆင့်တက်ရတာပေါ့နော်ဟုတ်ပြီ brother ကဒီကနေစပြီးတော့မှ mission တွေလုပ်ပြီးကိုယ့်ရဲ့တန်ကြီးကိုမြင့်သွားမယ်ဆိုရင်တော့ professional လမ်းကြောင်းပေါ်ကိုစပြီးတော့ရောက်မှာဖြစ်ပါတယ် mission တွေကလည်းမခက်ပါဘူးနေ့တိုင်းပုံမှန်လေးဝင်လုပ်ပြီးအောင်ပါပဲအခါနေပြီးတော့မှပွဲထွက်ကစားရရဲ့ starting fight အနေနဲ့စက်ကစားခွင့်ရဖို့ကြိုးစားရမှာပါဒီအဆင့်ကိုရောက်ရင်တော့အခြားနိုင်ငံက pro player တွေနဲ့ရှင်ပြိုင်ရမယ် international player versus player မှုလေးပွင့်လာမှာပေါ့နော်အဲ့မှာဝင်ပြိုင်လို့လည်းရပါတယ်ကျွန်တော်ကတော့လောလောဆယ်မှာ anchor player တော့ဖြစ်နေပြီတန်ကြီးကတော့ဒေါ်လာ3သိန်းလောက်တော့တက်နေပြီပေါ့နော်ဒါပေမဲ့အထင်တော့မကြီးလိုက်ပါနဲ့မြန်မာ region က player တွေကတန်ကြီးအနည်းဆုံးတန်းကျော်တန်နေကြပါပြီတချို့ဆိုရင်ဒေါ်လာတန်း100တန်ကြီးရှိတဲ့ gold player ရောဖြစ်နေကြပါပြီဆိုတော့ brother တို့ရောဘလို့ tire player တွေဖြစ်နေကြပြီလေဗျာ comment မှာကြွားခဲ့လို့ရပါတယ်ကျွန်တော်တို့ Battlefield Legend player တယောက်အဖြစ်အောင်တော့ဆက်ပြီးတော့ကြိုးစားသွားဖို့ရှိပါတယ်ဒီ skin လေးကိုလည်းလိုချင်လို့လေဆိုတော့ဒီဗီဒီယိုလေးရောက်တော့ပါပဲဗျကျွန်တော်တို့ဆန်ပါနောက်ဗီဒီယိုလေးမှာပြန်တွေ့အောင်